နေဦးမင်္ဂလာဆိုတာနေကတော့မင်္ဂလာရဲ့လို့ဆိုလိုတာမဟုတ်ဘူးနေဦးမင်္ဂလာအခါသမယမှာကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အကြောင်းတရားတွေကိုစီးပူအထုတ်ခြင်းဖြင့်နေဦးကာလသည်မင်္ဂလာအခါသမယဖြစ်တာနှစ်ဆိုရကတော့လူတွေသတ်မှတ်ထားတဲ့အချိန်ပိုင်းတစ်ခုများတာဖြစ်လို့အကောင်အဆိုးနဲ့မဆိုင်ဘူးမင်္ဂလာနဲ့လည်းမဆိုင်ဘူးအမင်္ဂလာလည်းမဆိုင်ဘူးသို့တော်လူတွေကတော့နေဦးကာလကိုမင်္ဂလာလို့သတ်မှတ်နေကြတယ်အဲ့တော့မင်္ဂလာဖြစ်အောင်လုပ်ခြင်းသည်သာလေမင်္ဂလာရဲ့အဓိပ္ပာယ်ကမင်္ဂံပါပံလူနာတိစိတ်နတိတိမင်္ဂလံလို့ဆိုရတယ်မကောင်းတာတွေကိုဖယ်ရှားနိုင်တဲ့ကုသိုလ်စွမ်းအားတွေကိုမင်္ဂလာလို့ခေါ်တာပဲလောကမှာအဆိုးတရားတွေကိုဖယ်ရှားပြီးအကောင်းကိုရယူပေးနိုင်တာမှမင်္ဂလာအဆိုးတရားတွေထဲမှာတဝဲလဲလဲဖြစ်စေတာကအမင်္ဂလာမင်္ဂလာရဲ့စံကျင်ဘက်ကိုအမင်္ဂလာလို့ခေါ်တယ်အဲ့တော့မြတ်စွာဘုရားကမင်္ဂလာတရားအနေနဲ့ရှင်းရှင်းလင်းလင်းကြီးဟောထားတာအနှစ်ချုပ်ပြောမယ်ဆိုရင်သူတော်ကောင်းနဲ့ပညာရှိသူတော်ကောင်းနဲ့ပေါင်းတာမင်္ဂလာနော်လူလောကမှာချီးမွမ်းတဲ့ချီးမွမ်းတိုက်ဂုဏ်ပြုတဲ့ဂုဏ်ပြုတိုက်တဲ့ပုဂ္ဂိုလ်တွေကိုချီးမွမ်းဂုဏ်ပြုတာမင်္ဂလာလောကမှာတိုးတက်ခြင်းရဲ့အကြောင်းနေပဲတဲ့လျောက်ပတ်တဲ့နေရာမှာနေထိုင်တာမင်္ဂလာဒီကကုသိုလ်ကောင်းမှုလုပ်ခဲ့လို့ပြည့်စုံတဲ့ဘဝကိုယ်လက်ချေအင်္ဂါပြည့်ပြည့်စုံစုံဘဝကိုရရှိတယ်အဲ့ဒါကလည်းကောင်းကျိုးချမ်းသာတွေကိုဆက်လက်ဆောင်ရွက်နိုင်ခွင့်ရှိလို့မင်္ဂလာဘဝပြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားမင်္ဂလာတရားကိုဟောတာစတင်ပြီးတော့လောက်ရမှာကဘာဟုတ်တဲ့တင်္စသိပင်္စဆိုတာနေစားပြီးတော့လောကမှာတင်တိုင်းသိလိုက်တဲ့အရာတွေကိုသင်ကြားခြင်းမှတ်ယူခြင်းသိအောင်ကြိုးစားခြင်းမင်္ဂလာပဲမှန်တယ်လေသင်လိုက်တာသိလိုက်တာတွေသိရင်ဒီဘဝမှာကောင်းကျိုးချမ်းသာတွေရဒါမို့သိပ္ပဆိုတဲ့ဓာတ်ပညာတတ်လို့ရှိရင်လည်းဘဝမှာချမ်းသာဒုက္ခရနိုင်တယ်အဲ့ဒီကနေစပြီးတော့မြတ်စွာဘုရားအကောင်းဆုံးမင်္ဂလာဆိုတာကြတော့နိဗ္ဗာန်သစ္စိကရိယာနိဗ္ဗာန်ရောက်မှာပဲအကောင်းဆုံးအပြည့်အဝမင်္ဂလာရနိုင်မှာဖြစ်တယ်လောကထဲမှာနေတော့မင်္ဂလာနဲ့ပြည့်စုံတဲ့အခါရှိသလိုမင်္ဂလာရဲ့ဆန့်ကျင်ဘက်တွေနဲ့လည်းကြုံတွေ့နိုင်တယ်ပေါ့ဒါကြောင့်မို့လို့လောကတကယ်ပြည့်ဝတဲ့မင်္ဂလာတော့နောက်ဆုံးနိဗ္ဗာန်ရောက်ခြင်းသည်သာလေနိဗ္ဗာန်ကိုမျက်မှောက်ပြုလို့ဘဝကလွတ်မြောက်မှသာလေပြည့်ဝတဲ့မင်္ဂလာရနိုင်တယ်လို့စစ်မှန်တဲ့မင်္ဂလာကိုမြတ်စွာဘုရားကအဲ့လိုဟောတာနော်အဲ့ဒီတည်းမဲ့နှစ်သိကူမင်္ဂလာဆိုမပါဘူးနော်နှစ်သိကူတယ်ဆိုတာ2023ခုနှစ်အချိန်ကာလတစ်ခုကုန်ဆုံးသွားတယ်တစ်နှစ်ဆိုတာရက်ပေါင်း365ရက်ရက်ပေါင်း365ရက်တပတ်ပြည့်သွားတာကိုဒါနှစ်လို့သတ်မှတ်ပြီးအခု2024ခုနှစ်အမေရိကန်နိုင်ငံမှာဆိုရင်ဒီကနေ့နှစ်ဆန်းတရက်နှစ်ဦးကာလမြန်မာနိုင်ငံလူတွေကတော့တစ်နှစ်ကုန်သွားပြီနော်ရက်ပေါင်း365ရက်ဘုံတော့ပဲနဲ့ရက်ပေါင်း364ရက်တစ်နှစ်ကုန်ဆုံးသွားပြီအမေရိကန်နိုင်ငံလူတွေကတော့ကနေ့မှနှစ်သိကူအဲ့တော့နှစ်သိကူခါသမယမှာအချင်းချင်းနှုတ်ဆက်ကြတဲ့အခါမှာ Happy New Year လို့
တကဘာလုံးကနှုတ်ဆက်ကြတယ်အဲ့ဒီနှုတ်ဆက်တာကိုယ့်ရဲ့ဆန္ဒ wish အများကိုပျော်ရွှင်စေခြင်းနဲ့စိတ်နဲ့မင်္ဂလာရှိပြီးတော့ပျော်ရွှင်မဲ့ကောင်းသောနှစ်ဖြစ်ပါစေလို့ဆိုတာရည်ရွယ်ချက်ရင်းနဲ့ကနေပြီးတော့လူတိုင်းကိုပျော်ရွှင်စေခြင်းနဲ့မေတ္တာနဲ့နှုတ်ခွန်းဆက်တာဆိုရင်အမှန်တမ်းအတိတ်ပဲရှိပါတယ်နော်အဲ့ဒါလို့မဟုတ်ပဲနဲ့တို့ပြောကြရအောင်ကခုန်ကြရအောင်မူရတောက်စားကြရအောင်ဆိုတဲ့အဲ့ဒီအပေါ်ယံအပျော်လေးတွေကိုကြည့်ပြီးတော့ Happy New Year လို့ဆိုရင်တော့အကျိုးရှိမှာမဟုတ်တကယ်ကိုလူသားတွေတကယ်ကို Happy ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ဘဝကိုရရှိကြပါစေဒါအလုံးကောင်းတဲ့မေတ္တာပဲနော်ကိုယ်စိတ်ထဲကဆန္ဒပြုတာကိုချမ်းသာဖို့မဟုတ်ပဲနဲ့ပတ်ဝန်းကျင်ပုဂ္ဂိုလ်တွေချမ်းသာဖို့ Happy New Year သင်အတွက်ပျော်ရွှင်မဲ့ကောင်းတဲ့ရမြတ်ဖြစ်ပါစေဆိုတော့ပျော်ရွှင်မဲ့ကောင်းတဲ့ရမြတ်ဆိုတာသူ့အတူဖြစ်လာမှာမဟုတ်ဘူးနေတိုင်းနေတဲ့ရည်တည်အတွေ့နာပဲနော်နေတိုင်းနေတဲ့ပျော်ရွှင်မဲ့ကောင်းတဲ့ရမဟုတ်ဘူးဘာကြောင့်ရက်ကပျော်ရွှင်မဲ့ကောင်းခြင်းမကောင်းခြင်းကရက်နဲ့မဆိုင်ဘူးဘာနဲ့ဆိုင်လို့ဆိုရင်ဖြစ်ပေါ်စေတဲ့အကြောင်းတရားနဲ့ပဲဆိုင်တယ်ပျော်ရွှင်စရာကိစ္စတွေနဲ့စုံစည်းရင်ပျော်ရွှင်မဲ့ကောင်းတယ်စိတ်ညစ်စရာကိစ္စတွေနဲ့ကြုံရင်စိတ်ညစ်တယ်အဲ့တော့သူ့အကြောင်းနဲ့သူရှိတယ်အဲ့ဒါကိုပျော်ရွှင်မဲ့ကောင်းတဲ့ Happy New Year အဖြစ်ဘယ်လိုပြောင်းမလဲတနေ့လုံးတကယ် Happy New Year သူ့အတူဖြစ်လာမှာမဟုတ်ဘူးအခုပြောတဲ့မြတ်စွာဘုရားရဲ့မင်္ဂလာကျင့်စဉ်အတိုင်းကျင့်သုံးနေတိုင်းပဲဆိုလို့ရှိရင်နှစ်ဦးကာလတဲ့ပျော်ရွှင်စရာကောင်းမှာမဟုတ်ပဲနဲ့တနေ့လုံးအတိုင်းအတာထီအောင်ပျော်ရွှင်ပွဲဖြစ်တော့မှာဒါကြောင့်မို့အနှစ်သာရကိုသိရှိပြီးတော့ဘုရားဘာသာဝင်တွေကတကယ်အတိတ်ပဲရှိတဲ့ပျော်ရွှင်ချက်မြေ့မှုကိုရှာအောင်ကြိုးစားဖို့လိုတယ်ပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းမှာအကြောင်းတရားတွေရှိတယ်ပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းအကြောင်းတရားတွေကဘာတွေတော့ဆိုလို့ရှိရင်လူတွေဟာတဏှာလောဘအကြောင်းလည်းပျော်ရွှင်မှုဖြစ်တယ်သို့မဟုတ်တဏှာလောဘအကြောင်းလည်းစိတ်ညစ်စရာဖြစ်တယ်စိတ်ညစ်ခြင်းဆိုတာကတော့ဒေါသနဲ့ဒေါမနတစိတ်ခံစားချက်ပြောင်းသွားတာအဲ့ဒါတွေအကုန်အနှစ်ချုပ်ပြီးတော့ပြောလိုက်ပဲဆိုရင်ပျော်ရွှင်စရာရဖို့နဲ့စိတ်ညစ်စရာဖြစ်ဖို့ရအတွက်အကြောင်းကမတူကြဘူးအနှစ်ချုပ်ပြောလိုက်မယ်ဆိုရင်ယောနိသောမနတိကာရ wise attention နော်မှန်ကန်တဲ့နှလုံးသွင်းမှန်ကန်တဲ့နှလုံးသွင်းမှုဒီပျော်ရွှင်မှုကိုဥဆောင်သွားပါပဲပျော်ရွှင်မှုကိုဖြစ်ပေါ်စေမယ် unwise attention အာယောနိသောမနတိကာရမမှန်ကန်တဲ့အသိဉာဏ်ကဲ့မဲ့တဲ့နှလုံးသွင်းမှုဒီစိတ်မချမ်းသာမှုကိုဖြစ်ပေါ်သွားစေလိမ့်မယ်မြတ်စွာဘုရားကလည်းကုသိုလ်ဖြစ်ဖို့အတွက်ယောနိသောမနတိကာရသည်ပူလာအကြောင်း main cause ဖြစ်တယ်အကုသိုလ်ဖြစ်ဖို့ရမှာတော့အာယောနိသောမနတိကာရက main cause ပဲအဲ့ဒီယောနိသောမနတိကာရအာယောနိသောမနတိကာရwise attention unwise attention လို့ပြန်လေးရှိကြတယ်စကားလုံးကပြောတဲ့အဓိပ္ပာယ်ကြတော့ယောနိသောဆိုတာနိလန္တကြအမှန်ကန်ကန်မနတိကာရစဉ်းစားတာမှန်ကန်ကန်စဉ်းစားတာနော်အမှန်တရားပဲကမှန်ကန်ကန်စဉ်းစားနိုင်တာနိလန္တကြစဉ်းစားနိုင်တာဆိုတော့လောကမှာလူတွေကစဉ်းစားတာတိုင်းမှန်တာမဟုတ်ဘူးအမှားကိုစဉ်းစားနေတာရှိတယ်
အမှားကိုစဉ်းစားမိသည်စဉ်းစားမိခြင်းဟာအဆိုးဘက်ကိုဥလဲသွားတာအမှန်ကန်ကိုစဉ်းစားနိုင်မှအကောင်းဘက်ကိုရောက်တယ်အဲ့ဒါလည်းပဲထပ်ပြီးတော့ခွဲလိုက်ရင်ဘယ်လိုဟာကအမှန်ဘယ်လိုဟာလည်းအမှားဆိုတာသိရမှာဖြစ်တယ်ဆိုလိုတာကတော့လူတယောက်ဟာလူတယောက်အပေါ်ဆိုတော့မကောင်းတဲ့ဘက်ကနေသူကိုကြည့်နေပဲဆိုရင်အကုသိုလ်တွေပဲဖြစ်နေမှာအဆိုးတွေပဲတွေ့နေမှာနော်လူတယောက်ပေါ်မှာမကောင်းတာတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူရဲ့ဆိုးတာတွေပဲတွေ့နေမှာကောင်းတဲ့ဘက်ကကြည့်လို့ရှိရင်လည်းပဲအကောင်းဆိုတာရှိသေးတယ်အဲ့ဒီအကောင်းဘက်ကကြည့်ပြီးတော့ကောင်းအောင်စဉ်းစားတာကယောနိသောမနတိကာရမကောင်းတဲ့ဘက်ကနေအပြစ်တင်ဖို့ဘက်ကစဉ်းစားလို့ရှိရင်အာယောနိသောမနတိကာရဒါအလွယ်တကူခွဲလို့ရအောင်ပြောတာနော်လူတွေရဲ့တဘာဝဟာနော်လူဆိုတာအကောင်းနဲ့အဆိုးရောပြီးတော့နေတာဘယ်သူမှအကောင်းကြီးတည်းမရှိဘူးမြတ်စွာဘုရားတို့ယန္နာတွေအလွယ်လို့ရှိရင်အဆိုးဘက်ကရှိနေတယ် nobody perfect ဆိုတဲ့အကောင်းဘက်မှာ perfect ဖြစ်တဲ့လူကတယောက်မှမရှိဘူးနော်တယောက်မှမရှိဘူးအကောင်းနဲ့အဆိုးနှမျိုးရှိနေတယ်အဲ့နှမျိုးရှိတဲ့အကောင်းတဲ့ဘက်ကစဉ်းစားတာကိုယောနိသောမနတိကာရအဆိုးဘက်ကယူအမြင်အာယောနိသောမနတိကာရအကောင်းဘက်ကကြည့်လိုက်လို့ကိုယ်မှာစိတ်ချမ်းသာမှုတွေပျော်ရွှင်မှုတွေရတယ်အကောင်းဘက်ကကြည့်ရအဆိုးဘက်ကကြည့်ရင်စိတ်ဆိုးစရာတွေစိတ်ညစ်စရာတွေတွေ့မယ်ကောင်းတာဖြစ်မလားအဲ့ဒါအာယောနိသောမနတိကာရယောနိသောအာယောနိသောကိုပဋ္ဌသောအပနော်ဥပဋ္ဌသောပဋ္ဌသောဆိုတာမင်္ဂန်နဲ့နိလန်ကစဉ်းစားတာဥပဋ္ဌသောဆိုမမှန်ကန်တဲ့နိလန်ကစဉ်းစားတာယောနိဆိုတာအကြောင်းတရားပဲမှန်ကန်တဲ့အကြောင်းတရားပဲကစဉ်းစားတာမမှန်ကန်ဒါက pessimism နဲ့ optimism နဲ့လည်းမဆိုင်ဘူးနော်အကောင်းကြီးမြင်တာလို့ပြောတာလည်းမဟုတ်ဘူးအဆိုးကြီးမြင်တယ်လို့လည်းပြောတာမဟုတ်ဘူးအကောင်းကိုတော့အကောင်းလို့ပဲမြင်ရမယ်အဆိုးကိုတော့အဆိုးလို့မြင်ရမယ်နော်သို့တော့အကောင်းအဆိုးကိုကြည့်ပြီးတော့ပြစ်တင်မှုကဲ့ရဲ့မှုရှုတ်ချမှုလုပ်မဲ့အစားအကျဉ်းတရားထားလိုက်လို့ရှိရင်ဒေါသမဖြစ်တော့လူတယောက်ပေါ်မှာအဆိုးတွေဘလောက်တွေ့ထိုအဆိုးတွေရဲ့ဒုက္ခကိုတနေ့ဒုက္ခစားရမှာလို့စိတ်တွေကနှလုံးသွင်းလိုက်လို့ရှိရင်ဒါယောနိသောဖြစ်သွားရောအဆိုးတော့မြင်နေယောနိသောဖြစ်သွားတယ်တော့အကောင်းကြီးပဲမြင်ပြီးတော့ယောနိသောဆိုတဲ့နေရာမှာဘယ်လိုအကောင်းမြင်ရမလဲလူတယောက်မှာအပြစ်ရှိတာတွေအပြစ်တွေရှိတယ်အကောင်းတွေရှိတယ်အဲ့ဒီကောင်းတဲ့ပိုင်းတွေကသူကဒီအပိုင်းတော့အမတန်တော်တာပဲဒီကောင်းတဲ့ကြိုးကျေစုတော့သူကစိတ်ကောင်းနှလုံးကောင်းရှိတာပဲဆိုတဲ့ရှုထောင့်ကနေကြည်လိုက်လို့ရှိရင်တော့သူ့ပေါ်မှာအပြစ်တင်မှုဆိုရှိမှာမဟုတ်တော့မရှိတော့ကိုယ်မှာဘာဖြစ်လဲကိုယ်မှာဒေါသမဖြစ်တော့ဘူးပြစ်တင်တဲ့စိတ်တွေဖြစ်တော့အဲ့ဒါကိုခုနဒေါတိဟိကိဏတခုနဝပတ္တိတရေရှိကဆရာတော်ကြီးတွေဆုံးမတာမြတ်စွာဘုရားဟောတဲ့အာဂတပฏิဝိနည်းသုတ်တံမှာလည်းပဲဒီအတိပ္ပယ်ကပါရှိတယ်ခုနဒေါတိဟိကိဏတဆိုတာခုနဆိုတာအကောင်းချီးမွမ်းစရာဂုဏ်ဒေါသဆိုတာအပြည့်အနာစာအကောင်းနဲ့အဆိုးကိဏဆိုတာရောနေတာလူတယောက်ဟာအကောင်းလည်းရှိတယ်အဆိုးလည်းရှိတယ်နှစ်ခုရောနေတယ်ခုနဒေါတိဟိကိဏတခုနဝပတ္တိအကောင်းပဲကြည့်လိုက်ပါတဲ့အဆိုးကိုမေ့ထားလိုက်ပါသူဆိုးတာတွေကိုလိုက်ပြီးတော့ကြည့်မနေနဲ့သူကောင်းတာလေးကိုတကွက်လေးကိုကြည့်လိုက်အဲ့ဒီကောင်းတဲ့အပိုင်းတွေကိုကြည့်ပြီးတော့ဒီအချက်မှာတော့သူကောင်းတယ်တော်တယ်ဆိုရင်ကိုယ့်ရဲ့နေမှာဒေါသဆိုတာမဖြစ်တော့အဲ့ဒါကိုယောနိသောမနတိကာရလို့ခေါ်တာပဲနော်
ကောင်းမဲ့ကမြင်ပေးတာဥပမာမဲ့အခုခေတ်ပုံစံနဲ့မဟုတ်ပဲနဲ့လူတယောက်ဟာခီးသွားနေတယ်ရှေ့ကလည်းအမတန်စားနေတယ်လမ်းမှာရေအိုင်တစ်ခုတွေ့တယ်အဲ့ဒီရေအိုင်ကြီးကရေတွေကိုမော်တွေကဖုံးနေတယ်ရေကလည်းမတော့ရမနေတာတော့စားနေတယ်ဆိုရင်သူပါလို့အဲ့ဒီရေကနေကိုဆင်းပြီးတော့မော်တွေဘာတွေကိုလက်နဲ့ဖယ်ပြီးတော့ရေကိုတောက်တယ်သူရောက်နေတဲ့ဒုက္ခကိုတတ်တာစေတယ်အဲ့တော့မော်တွေကိုဖယ်လိုက်ပြီးတော့ရေပဲတောက်အဲ့ဒါလိုပဲတဲ့လူတယောက်မှာအပြစ်နဲ့အကောင်းနှစ်ခုရှိတယ်အကောင်းနဲ့အဆိုးနှစ်ခုရှိတယ်တဲ့မယ်အဆိုးကိုဖယ်ထားလိုက်ဆိုတာမေ့ထားလိုက်စဉ်းစားမနေနဲ့ကောင်းတာလေးကိုကြည့်ပြီးတော့ယူလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကိုယ်ဘာဖြစ်တုံးဆိုတဲ့ပိုင်သားပေါ်မှာအပြစ်တင်ခြင်းရညှို့ဖွဲ့ခြင်းဆိုတာလေးကိုယ်မဖြစ်တော့အဲ့ဒီဒီဘက်ကိုပြောတာတော့အဲ့တော့လောကမှာကောင်းတာကိုတော့ကောင်းတယ်လို့ပဲသိရမယ်ဆိုတာကိုတော့ဆိုတာကိုပဲသိရမယ်အမှန်ကန်သိရမယ်အဆိုးကိုအကောင်းမြင်တာလည်းမဖြစ်ရဘူးနော်အကောင်းကိုအဆိုးမြင်တာလည်းမဖြစ်ရဘူးအမှန်တိုင်းပဲ realism ပဲဖြစ်ရမယ်အဲ့ဒါလို့ဖြစ်အောင်ကြိုးစားပြီးတော့ခွင့်လွှတ်ခြင်းသိခံခြင်းနဲ့ကောင်းတဲ့ဘက်ကိုရောက်အဲ့ဒီခွင့်လွှတ်ခြင်းသိခံခြင်းဆိုတာလည်းပဲယောနိသောမနတိကာရပဲနော်အာယောနိသောမနတိကာရယောနိသောမနတိကာရအဲ့ဒါဟာ happiness ရဲ့နော် happiness ရဲ့မဟုတ်ဘူးပဲဖြစ်တယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ယောနိသောမနတိကာရထားယောနိသောမနတိကာရထားနိုင်လို့ရှိရင်တကယ်စိတ်ချမ်းသာမှုရမယ်အာယောနိသောမနတိကာရတွေများနေမယ်ဆိုလို့ရှိရင်စိတ်ချမ်းသာမှုလက်လွတ်ဆုံးရှုံးသွားနိုင်တယ်ပေါ့နော်အဲ့တော့ယောနိသောမနတိကာရဆိုတဲ့စကားလုံးကလည်းပဲအဓိပ္ပာယ်အမှန်မှန်ကျဲတယ်နောက်ဆုံးမှာမမြဲတာကိုမြဲတယ်လို့သိတာလေယောနိသောမနတိကာရအဲ့ဒီထီအောင်ယူတယ်ပညာထီအောင်ယူတယ်အစဝရမှာတော့ attention နော် wise attention unwise attention အကောင်းမြင်ခြင်းအဆိုးမြင်ခြင်းဒါကလောကအစပြီးတဲ့အခါကျတော့အမှန်တိုင်းမြင်ခြင်းအဲ့ဒီထီအောင်သွားတာယောနိသောမနတိကာရဆိုအမှန်တိုင်းမြင်ခြင်းအဲ့ဒီအမှန်တိုင်းမြင်မှလောကကြီးမှာချမ်းသာမှုရအဲ့တော့တကယ် happiness ဖြစ်ဖို့ကြတော့အစင်းစင်ကျင့်သုံးသွားကြရမှာဖြစ်တယ်လောကမှာနံပါတ်1ကိုလူတိုင်းဘဝရလာတဲ့အချိန်မှာအစအဆုံးပထမဆုံးလုပ်တဲ့ကုသိုလ်ကဘာလို့ဆိုရင်သီလကုသိုလ်ပဲဖြစ်တယ်နော်သီလကုသိုလ်ဟာပထမဆုံးလုပ်ရမယ့်ကုသိုလ်ဖြစ်တယ်သီလဆိုတာအနှစ်ချုပ်ပြောလိုက်မယ်ဆိုရင်မပြောတဲ့နာကိုမပြောပဲရှောင်ကျင်ခြင်းပြောတဲ့နာကိုသာပြောခြင်းပါဇက်ဆိုတာမပြောပဲနဲ့ဝစီပိတ်လောက်ရမှာမဟုတ်ဘူးပြောတဲ့နာကိုတော့ပြောရမယ်မပြောတဲ့နာကိုမပြောရအောင်နော်မပြောတဲ့နာပြောရင်ပြဿနာတက်မယ်ပြောတဲ့နာမပြောပဲနေရင်လည်းပြဿနာမဖြေရှင်းနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ပါဇက်ဆိုတာစကားပြောဖို့မှန်တယ်သို့တော့အတိညာနဲ့အသုံးချရမယ်မပြောတဲ့အရာကိုမပြောပဲရှောင်ပြောတဲ့အရာကိုပြောဒီနှစ်ခုအဆိုင်ပိုင်းဆိုင်တွဲဖက်ပြီးတော့သွားမှာဖြစ်တယ်နော်ကောင်းတဲ့ပန်းလို့ပဲတင်ငါမှာကောင်းတဲ့ပန်းလို့ပဲဟိုပဲဒီပဲမပြောတဲ့နာကိုတော့ရှောင်ရမယ်ပြောတဲ့နာကိုတော့ပြောရမယ်အဲ့ဒီနှစ်ခုကိုရွေးချယ်ပြီးတော့မပြောတဲ့နာကိုရှောင်တာကလည်းပဲသီလပဲပြောတဲ့နာကိုသာပြောတာလည်းပဲသီလပဲမပြောတဲ့နာကိုရှောင်တာကဝရိတ္တသီလပြောတဲ့နာပြောတာကစာရိတ္တသီလသ
သီလဆိုတဲ့မှာနှစ်ခုရှိတယ်သူကမလုပ်ရမယ်ဟာရှောင်နေဒါဝါရိတ္တသီလလုပ်ရမယ်ဟာကိုလုပ်တယ်နှစ်ခုဆိုပါစို့ငါးပါးသီလဆိုတာပဖက်ဖြစ်အောင်ကျင့်သုံးတာဖေရပဲငါးပါးသီလတွေကလုံးဝပဖက်ဖြစ်တာဖေရနော်ဖေရကိုငါးပါးသီလလုံးနေဆိုရင်ဖေရရဲ့ဂုဏ်နှိမ့်သွားသလိုထင်အောင်ထင်ရလိမ့်မယ်ငါးပါးသီလတကယ်အခြေခံမယ်ပုရုဇဉ်နဲ့တမန်ပုဂ္ဂိုလ်ကြီးစောင့်တဲ့ငါးပါးသီလကပဖက်မဖြစ်ဘူးမြတ်စွာဘုရားကျတော့ပဖက်ဖြစ်တယ်ဥပမာတစ်ခုပြောမယ်မြတ်စွာဘုရားကပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိဆိုဘုရားကြတော့စောင့်တည်နေရမလို့ဘူးနော်အရဒမနဲ့ပယ်လိုက်တဲ့အချိန်ကစပြီးတော့ဒီကိစ္စနဲ့ပတ်သက်တာတွေအားလုံးလုံးဝကင်းစင်သွားတယ်လုံးဝကင်းစင်ပဖက်ဖြစ်သွားတယ်ကျန်တဲ့လူတွေပဖက်မဖြစ်ဘူးကြည့်မြတ်စွာဘုရားပဖက်ဖြစ်ပုံလေးတစ်ခုကိုကြည့်ပြမဇာလာတုတ်တံသုလသီလအခါမှာမြတ်စွာဘုရားကိုလူတွေကသီလကုံနဲ့ချီးမွမ်းတဲ့အခါမှာဘယ်လိုချီးမွမ်းလို့ပါဏာတိပါဒပတိဝိရတောသမနောကောရမောယဟန်ကောရမတိပါဏာတိပါဒမှာရှောင်ကျင်သူဖြစ်သည်ဒါချီးမွမ်းတဲ့စကားတစ်ခုနော်ယဟန်ကောရမတိပါဏာတိပါဒမှာလုံးဝရှောင်သူဖြစ်သည်နိဟိတတံတောနိဟိတတံတောရှောင်ရုံနဲ့မကဘူးသူများကိုဒုက္ခပေးမဲ့ဒုလက်နဲ့ဘယ်တော့မှဆွဲကိုင်မထားဘူးဒုလက်နဲ့သူမှဒုက္ခပေးမဲ့လက်နဲ့မရှိဘူးတချို့ကြတော့လိုက်စင်နဲ့လက်နဲ့ယူထားတယ်လေအကြောင်းပြတာပါတော့ကိုကာကွယ်ဖို့အဲ့ဒါကြတော့ပြည့်စုံတာမဟုတ်ဘူးနော်ကိုအနေနဲ့မပြုနဲ့ပြုရင်ချမယ်ဆိုတဲ့စိတ်ဓာတ်ရှိနေသေးတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကြတော့အဲ့ဒီစိတ်ဓာတ်ကိုမရှိတော့နိဟိတတံတောဆိုတာချထားအပ်သောဒုလက်နဲ့နိဟိတတထောချထားအပ်သောတာလက်နဲ့အဲ့ဒီခေတ်ကဒုတာပေါ့နော်အဲ့တော့မြတ်စွာဘုရားသည်သူများကိုရိုက်ပုတ်ဖို့သူများကိုချိန်ချောက်ဖို့ဒုတာလက်နဲ့ဘာတစ်ခုမှမြတ်စွာဘုရားမထားဘူး။ကိုင်းဆွဲထားတာမရှိဘူးလို့ဆိုတော့လိုင်းစင်ယူထားတာမရှိဘူး။အဲ့ဒါမြတ်စွာဘုရားရဲ့ပဖက်ဖြစ်ပုံနောက်တစ်ခုကဒီစီစိတ်ဓာတ်အနေနဲ့လည်းပဲမြတ်စွာဘုရားသည်ဒီပါဏာတိပါဒအလုပ်ကိုလုံးဝယွန်ရှာဆက်ဆုပ်တယ်ရှက်တယ်ဒီအလုပ်လုပ်အမှရှက်တယ်ဒီစီဆိုတာအခုအိန္ဒိယနိုင်ငံတို့ဘင်္ဂလားဒေ့ရှ်တို့သုံးတဲ့စကားလုံးကသူတို့လက်ချီတို့သုံးတာလက်ချဆိုတဲ့စကားလုံးကဒီမြန်မာလိုတန်ထွက်တော့လက်စီလစ္စာဆိုတာရှက်တာဆိုတာဒီအလုပ်လုပ်မှာကိုရှက်တယ်ယွန်းနေဒီအလုပ်ကိုယွန်းရှာတယ်လက်ချဆိုတဲ့ရတော့ဘင်္ဂလားဒေ့ရှ်ကအမျိုးသမီးတစ်ယောက်စာအုပ်ရေးဦးတဲ့လက်ချရှက်ဖွယ်ပေါ့လေဒီပဲကတော့လောကလူသားတွေလုံနေတာနဲ့ပတ်သက်ပြီးတော့ရှက်ဖွယ်ဆိုတဲ့စာအုပ်တော့နာမည်ကလက်ချတယ်တွေ့ဘူးပါလိမ့်မယ်စာအုပ်ဖတ်ဖို့တဲ့လူတွေနာမည်ကြီးတဲ့စာအုပ်တော့ဖြစ်တယ်လက်ချဆိုတဲ့စာအုပ်အဲ့တော့မြတ်စွာဘုရားကလစ်စီသူတို့တန်တဲ့ဖတ်မဆိုလက်ချီမြတ်စွာဘုရားသည်ပါဏာတိပါဒအလုပ်ကိုလုံးဝယွန်းရှာတယ်လုံးဝမုန်းနေတယ်လုံးဝရှက်တယ်ဒီအလုပ်နဲ့ပတ်သက်လာလို့ရှိရင်အဲ့တော့ဒီအလုပ်ပေါ်မှာစိတ်ကိုယွန်းရှာတယ်စိတ်ရှိနေတယ်ပေါ့အဲ့တော့ဘယ်လိုမှလုပ်မှာမဟုတ်တော့နော်ထိန်းတာကတော့ကာယကံကိုပဲထိန်းတာသို့တော့စိတ်ဓာတ်ကပါပါတယ်တရားပန်နောတရားဆိုတာတဏှာကျင်လာတဲ့မေတ္တာနဲ့ကရုဏာဒီနှစ်ခုတရားလို့ခေါ်တယ်
တရားဆိုတဲ့စကားလုံးကမေတ္တာကရုဏာနှစ်ခုဆိုင်တဲ့စကားလုံးပဲအမြတ်တ္တဝါတွေပေါ်မှာကျိုးစီးပွားကိုလိုလားတာကမေတ္တာအကျဉ်းနာထားတာကကရုဏာမေတ္တာနဲ့ကရုဏာနှစ်ခုစလုံးရှိတယ်အဲ့တော့တတ္တဝါတွေကိုဒီပုံမှန်ပုဂ္ဂိုလ်လည်းမေတ္တာထားတယ်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်မှလည်းအကျဉ်းနာတရားထားတယ်အဲ့တော့ရက်ဆက်တဲ့စိတ်လုံးဝမရှိဘူးလို့ပြောတယ်နော်မုန်းတဲ့စိတ်လည်းမရှိဘူးမေတ္တာရှိသည့်အတွက်ကြောင့်မုန်းတဲ့စိတ်မရှိဘူးအကျဉ်းနာတရားကရုဏာထားသည့်အတွက်ကြောင့်ရက်ဆက်တဲ့စိတ်မရှိဘူးနော်မေတ္တာထားတယ်မရက်ဆက်ဘူးတရားပန်နောသဗ္ဗပါဏဖုတေတုဟိတအနုကမ္ပိသဗ္ဗပါဏဖုတရှိတတ္တဝါအလုံးလောကမှာထင်ရှားဖြစ်ပေါ်လာတဲ့တတ္တဝါအလုံးပါဏဖုတနှစ်ခုစလုံးဟာတတ္တဝါကိုပြောတာပဲပါဏဖုတသက်ရှိတတ္တဝါထင်ရှားပေါ်လာတဲ့တတ္တဝါမြည်သည့်တတ္တဝါပဲဖြစ်ဖြစ်အလုံးပေါ်မှာဟိတနုကံပိအမြဲတမ်းအကျိုးရှိပါကိုလိုလားတယ်သူ့ရဲ့ကောင်းကျိုးပဲတွေးတယ်သူ့ကိုဒုက္ခပေးဖို့ဘယ်တော့မှမစင်စားဘူးလို့ပြောတာနော်ကုညီဖို့ပဲစဉ်းစားတယ်ကုညီဖို့ပဲစဉ်းစားတယ်တကယ်လည်းကုညီဖို့ပဲစဉ်းစားတယ်ဒုက္ခပေးဖို့ကောင်းတယ်မရှိဘူးလူတွေကတော့မဟုတ်ဘူးစိတ်ကောင်းရှိတဲ့အခါတော့ကုညီမယ်စိတ်ကောင်းမရှိရင်တော့ဒုက္ခပေးလိမ့်မယ်အချိန်နေရပုံမှန်မဟုတ်ဘူးပေါ့နော်အဲ့တော့မြတ်စွာဘုရားကတော့အချိန်မရွေးနော်ကုညီဖို့စိတ်ဓာတ်ရှိနေတယ်ဘယ်တတ္တဝါပေါ်ပဲဖြစ်ဖြစ်ဟိတနုကံပါအကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့သူ့ကိုစောင့်ရှောက်ပေးနေတယ်အဲ့ဒီစိတ်လေးဖြစ်နေတာကိုကအဲ့ဒီလူအတွက်အဲ့ဒီတတ္တဝါအတွက်အကာအကွယ်ဖြစ်နေတယ်အဲ့ဒီအကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးကုန်သွားတာနဲ့တပြိုင်နက်အမုန်းစိတ်ကဝင်လာသူ့ကိုမချီးကျင်ဘူးသူမရှိတာကြိုက်တယ်ဆိုတော့အမုန်းစိတ်ကဝင်လာအဲ့ဒါတဲ့ဒေါသပဲအဲ့တော့လောကကြီးမှာဒီတတ္တဝါမရှိစေချင်ဘူးဆိုတာအမုန်းစိတ်ပဲကြမ်းဖန်ပြီးတော့အမုန်းစိတ်ဓာတ်တွေဟာအေးချင်းဆိုတဲ့တတ္တဝါရှိရင်လူတွေမှာသွေးလွန်တုပ်ကွေးတွေဖြစ်နိုင်တယ်ဘက်တီးရီးယားဆိုတော့ငှက်ဖျားယောဂတွေဖြစ်စေနိုင်တယ်အဲ့တော့ချင်းတွေကိုရှင်းမှချင်းတွေကိုတတ်ပြမှဆိုတာကိုအကျိုးစီးပွားအတွက်လှုပ်တာဖြစ်တယ်တတ္တဝါရဲ့အစီးပွားမဟုတ်အဲ့တော့အဲ့ဒါတစ်ဖက်ကကြည့်မယ်ဆိုရင်စိတ်ဓာတ်နဲ့အနေနဲ့မှန်ကန်လားနောက်တစ်ခုကိုယ်ရင်းစာတရားနဲ့ကြည့်လိုက်ပဲဆိုရင်ချင်းတွေကိုတော့ရှင်းပြီးတော့ကိုချမ်းသာဖို့လုပ်တယ်ဆိုတာမြတ်စွာဘုရားတရားတော်ရနော်လူတွေကတော့ဒါမှန်တယ်လို့ထင်တယ်ယောဂကောက်ွယ်ဖို့အတွက်ဒီလှုပ်တဲ့နယ်ပဲထင်တယ်နော်လှုပ်တဲ့နယ်ပဲထင်တယ်ချင်းကိုရှင်းပြလိုက်အေးပြီးတော့အောင်မိတယ်သို့တော့လောကကြီးမှာတစ်ခုမဟုတ်တစ်ခုလားရှင်းပြလို့အေးပြီးလို့ပြောလို့မရဘူးနောက်ဆုံးမှာအခုလက်တွေ့ပဲလေများသောအားဖြင့်လူတွေဟာစိတ်ပြီးသွားတဲ့ချင်းတွေအကောင်ကြီးတွေပိုကြည်လာတယ်ပို့ပြီးတော့ဒုက္ခပေးလာနိုင်တယ်လူတွေကကြောက်လို့လုပ်တာအဲ့တော့ကိုအကျိုးစီးပွားအတွက်လုပ်တာပြီးတော့သူများကိုအကျိုးစီးပွားဖျက်ခြင်းသည်တမ်းမြန်သက်ရောက်တဲ့ reaction သဘောတရားအရာဆိုရင်နော်ကိုအကျိုးစီးပွားကိုကြည်ပြီးတော့သူများအကျိုးစီးပွားကိုဖျက်လို့ရှိရင်အဲ့ဒီသူများအကျိုးစီးပွားပြတ်သွားတယ်ပြတ်သွားတဲ့အကျိုးစီးပွားမျိုးကိုပြန်တမ်းမြန်သက်ရောက်လာတယ်ဒါ reaction ပဲနော်တမ်းမြန်သက်ရောက်မှုဆိုတာအရာခသိမှရှိတယ်ကိုလုံးလိုက်တဲ့ဒုက္ခကိုစီပြန်ရောက်လာကိုပေးလိုက်တဲ့ချမ်းသာဒုက္ခလည်းကိုစီပြန်ရောက်တယ်ကိုလုံးလိုက်လို့တစ်ဖက်သားဒုက္ခရောက်သွားရင်လည်းမလွဲမသွေအနေနဲ့အမြန်ကိုစီရောက်လာမှသိကြတယ်အဲ့ဒါကိုကံကံရေးကျိုးလို့ပြောတာဒါက reaction သဘောတရားပဲလုံးဝညှဉ်းဆန်လို့မရတဲ့ဟာတစ်ခုပဲနော်ကိုလုံးလိုက်လို့တစ်ဖက်သားမြတ်စွာဘုရားကပါဟောတော့ဒုက္ခကမ္မနိပူဒာနိ
လူတိုင်းတရားတိုင်းဟာကိုယ်ဘဝလေးကိုနှစ်ချိုက်ပြီးတော့ချမ်းသာခြင်းညာတာကြီးပဲတဲ့အလုံးဟာ happiness ပဲနော် happy ကိုလို့ခြင်းညာတယ်ပျော်ရွှင်ခြင်းညာတယ်ကိုယ်ဘဝလေးကိုတရားတွေမှန်သမျှချမ်းသာခြင်းညာတာကြီးပဲတဲ့အဲ့ဒီဒုက္ခကာမနိဘူတာနိအဲ့ဒီချမ်းသာခြင်းနဲ့တ attva တွေကိုယောဒန်နေနာဝိဟိတတိအဲ့ဒါကိုကသွားပြီးတော့သူ့ကိုဒုက္ခပေးမယ်ရိုက်မယ်နှက်မယ်ပုတ်မယ်တတ်မယ်ဖြတ်မယ်သူ့ကိုဒုက္ခပေးမယ်လူတိုင်းကချမ်းသာခြင်းနဲ့တ attva တစ်ခုကိုသွားပြီးတော့တ attva တို့ကိုဒုက္ခသွားပေးမယ်အဲ့ဒီနီးနဲ့ဥပမာချင်တတ်ပြီးကိုယောဂကဲအောင်လုပ်တယ်ဆိုတော့နော်ချင်တော့တပ်လိုက်တယ်ကိုရောယောဂကဲစိတ်ငါပြယောဂဖြစ်မှကြောက်လို့သူရတတ်လိုက်တယ်အဲ့ဒါကိုပြောတာအတ္တနောဒုက္ခမေတ္တာနောသူများကိုဒုက္ခပေးပြီးတော့ကိုချမ်းသာမှုကိုရှားရင်တဲ့ဆိုပြကနောက်ဆုံးရဇကိုဟောလိုက်တာပစ္စသောနလဘတိဒုက္ခဘယ်တော့မှမရဘူးနော်အဲ့ဒီချမ်းသာမျိုးသူရမှာမဟုတ်အခိုက်အတန့်လေးတော့ရကြရတယ်အခိုက်အတန့်ဆိုတာကိုလုံးလိုက်တဲ့အကုသိုလ်ကံကမကျူဝမဖြစ်သေးလို့ကိုစီမတုံ့ပြန်မှုမရောက်သေးလို့ရှင်တော့ချမ်းသာတယ်တုံ့ပြန်လာပြီဆိုရင်တော့ဘယ်သူမှလွတ်လို့မရတော့အဲ့လိုဆိုလို့မတုံ့ပြန်သေးခင်အေးစတဲ့ response မလုပ်သေးခင်ပေါ့ကိုလုံးတဲ့အကုသိုလ်ကတနေ့ကျရင်ကို response လုပ်လာလိမ့်မယ်အဲ့ဒီ response မဖြစ်ခင်လေးတော့သူကချမ်းသာနေပဲပြုံးနိုင်မယ်ရွှင်နိုင်မယ်သူလုံးလိုက်တာခုံယူလိုက်မယ်နော်သို့တော့သူလုံးလိုက်တဲ့အပြစ်တွေအတနေ့ကျသူ response လုပ်လာလိမ့်မယ် reaction တော့တရားဖြစ်လာအဲ့ဒီကြရင်ပစ္စသောနလဘတိဒုက္ခဘယ်တော့မှသူ့လိုချင်တဲ့ချမ်းသာရမှာမဟုတ်ဘူးတဲ့ဒါမြတ်စွာဘုရားရဲ့ဆုံးမတဲ့စကားနော်ဒီစကားဘယ်မှဆုံးမတာတော့ဆိုသာဝတိပြည်စေရွန်ကျောင်းနာမှာမြတ်စွာဘုရားကလမ်းလျှောက်ထွက်လာကျောင်းဘဝအနိနာမှာမွေးတကောင်ကိုကလေးတွေကလိုက်ပြီးတော့ထုံနဲ့ရိုက်နေကြတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားကဟဲ့ဘာလို့ကြတာတော့မွေတွေ့လို့ရိုက်နေဘာဖြစ်လို့မင်းတို့မွေကိုရိုက်တာတော့မွေကိုက်ရင်သိမှကြောက်လို့မွေကကိုက်တတ်တယ်ကိုက်ရင်ကိုကိုက်ပါအေးမွေရလည်းပဲမင်းတို့လိုပဲကြောက်တာပဲမင်းတို့လည်းကြောက်တာမင်းတို့လည်းချမ်းသာကြတာပဲမွေရလည်းချမ်းသာကြတာပဲအဲ့ဒီချမ်းသာခြင်းတဲ့လူကိုမင်းတို့သွားဒုက္ခပေးနေတယ်လားအဲ့ဒီနီးနေမင်းတို့ချမ်းသာရှာမယ်ဆိုရင်မင်းတို့ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးသူလည်းသူကသူချမ်းသာပါစေသွားပါစေတုံးနဲ့မရိုက်ပါနဲ့သူကသူချမ်းသာတာလွတ်ရကြွသွားပါစေအဲ့လိုဆိုမှမင်းတို့ချမ်းသာရမယ်လို့ကလေးတွေနားလဲအောင်ဟောတဲ့တရားမြတ်စွာဘုရားဟောတာဓမ္မပဒမှာပါတယ်နော်အဲ့ဒါမြတ်စွာဘုရားရဲ့ဒီဟောပြောချက်လေးတွေကဘဝရဲ့ guideline လေးတွေပေါ့ကိုယ်ကလိုက်တာဖို့အတွက်အဲ့တော့ယောနိသောမနတိကာရလို့ဆိုတဲ့ white attention ရှိလိုက်တာနဲ့တပြိုင်တည်းကိုလုံးတဲ့လူရကောင်းတဲ့လူရဖြစ်လာတယ်အာယောနိသောမနတိကာရဆိုတဲ့ unwise attention ဆိုလိုတာကမလိမ္မာအသိပညာကင်းတဲ့ attention အသိပညာမပါတဲ့မမှန်ကန်တဲ့တွေးခေါ်မှုကမကောင်းတဲ့ဘက်ကိုတွေးဆောင်သွားတယ်ဒါကြောင့်မို့ happiness ဖြစ်ခြင်းနဲ့ happiness မဖြစ်ခြင်းဒီနှစ်ခုမှဆိုင်ရာအကြောင်းတရားတွေရှိနေတယ်လို့အဲ့တော့မြတ်စွာဘုရားကဟောတယ်ကုသလအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအနှစ်ချုပ်ပြောမယ်ဆိုရင်ကုသလအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာကုသိုလ်ဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုပေးတဲ့သဘာဝရှိတဲ့တရားလူတိုင်းရဲ့ယဉ်ထဲမှာဖြစ်တဲ့ mental state တစ်ခုပေါ့နော်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ mental state တစ်ခုအကုသလကြတော့အကုသလအဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအကုသိုလ်ဆိုတာတော့အပြစ်ရှိပြီးတော့ဒုက္ခအကျိုးပေးတယ်အဲ့လိုဆိုလို့အဲ့တော့ဒီနှစ်ခုကသဘာဝချင်းအဖြစ်အဝိဇ္ဇနဝိဇ္ဇအပြစ်ရှိခြင်းမရှိခြင်းကုသိုလ်ကအပြစ်မရှိဘူးအကုသိုလ်ကအပြစ်ရှိတယ်အပြစ်ရှိတာနဲ့အပြစ်မရှိတာကွာသွားတယ်
rasa ကြတော့လည်းပဲအကုသိုလ်ကဒုက္ခဝိပါကဒုက္ခ rasa ကုသိုလ်ကဒုက္ခဝိပါကဒုက္ခ rasa ဒီနေရာမှာဒုက္ခဒုက္ခဆိုတာပြောတာဒုက္ခဆိုတာအလွယ်တကူလက်ခံနိုင်တာဒုက္ခနော်မျက်စိကမြင်လို့ပျော်ရွှင်စရာလေးဆိုရင်လူတွေလက်ခံလိုက်တယ်နော်အလွယ်တကူလက်ခံလိုက်တယ်လှလိုက်တာဆိုလက်ခံသွားအတန်လေးကကောင်းတယ်ဆိုရင်လည်းလက်ခံလိုက်တာအဲ့ဒါဒုက္ခကိုလက်ခံတာပဲဖြစ်တယ်ပေါ့အဲ့ဒီလိုအာယုန်နဲ့ပတ်သက်ပြီးတော့ဝေဒနာဆိုတာအာယုန်ပေါ်မှာခံစားရနားလဲတာသိတာတော့ဒါမို့ဝေဒနာကိုသိတယ်လို့လေအဓိပ္ပာယ်ပြန်တယ်ခံစားရတယ်သိတယ်ကောင်းတယ်ဆိုတဲ့သိတယ်အသိဟိုလိုအသိမဟုတ်ဘူးအဲ့တော့အလွယ်တကူလက်ခံတာကဒုက္ခလက်ခံမှုခက်ခဲတာဒုက္ခလူတိုင်းကမြင်တဲ့အာယုံပေါ်မှာနှစ်သက်စရာအာယုံဆိုရင်လွယ်တကူလက်ခံလိုက်ကြတယ်မနှစ်သက်စရာအာယုံဆိုရင်ညင်ပဲ့ကြတယ်လက်မခံနိုင်အဲ့ဒါနဲ့ခွဲလိုက်ဒုက္ခဒုက္ခနော်အိဋ္ဌာနဲ့အနိဋ္ဌာလိုချင်တာနဲ့မလိုချင်တာအဲ့လိုခွဲအဲ့တော့ကုသိုလ်ကအလွယ်တကူလက်ခံတယ်ပြောမစင်တော့ဒီစတာလည်းပြောဆို comfortable နဲ့ comfort နဲ့ discomfort ပေါ့ဒုက္ခက comfort ဝ discomfort အဲ့လိုဝပြချနာတယ်ပေါ့နော်ဘဝမှာအဆင်ပြေမှုဘဝမှာအဆင်မပြေမှုဒါရစတဲ့လို့ဖြစ်လာတယ်အဲ့တော့ဘဝမှာအဆင်ပြေမှုတွေရဖို့အတွက်ကမလုပ်ရတယ်လေကိုဘဝကိုဆုံးဖြတ်ကြည့်လိုက်လို့ဆိုရင်နံပါတ်1ယောနိသောမနတိကာရရှိအောင်ရင်ကြိုးစားကြည့်တတ်ဖို့ခွဲခြားသိမြင်တတ်တဲ့အသိပညာသို့မဟုတ် attention နော် attention ကစတာပဲဒီအားလုံးကဒါကြောင့်မို့မုတ်ဦးအနေနဲ့ rest အစဆုံးအနေနဲ့ attention ကိုပြောတာလိမ်မြန်စီးရင်တော့မှ may I have your attention please ဆိုပြီးတော့ attention ကိုလုတ်ခိုင်းတာမဟုတ်လားလိမ်မဲ့အကျဉ်းကြတော့မယ်ဆိုရင် attention ရှိကြပါဆိုတာပြောတာအဲ့တော့ဒီ attention ကအမတမအရေးကြီးတယ်အဲ့ဒါယောနိသောမနတိကာရကိုပြောတာပဲအဲ့ဒီ attention လေးကစားလိုက်တာသူတခုတည်းတော့မဟုတ်သူကအစနော် just speaking နဲ့အစလေးပဲအဲ့ဒီအစကောင်းမှနောက်ကလာပါလေဘယ်အပဲဖြစ်အစကောင်းမှနောက်ကလာအဲ့ဒီအစလေးကိုကောင်းအောင်လုပ်တာယောနိသောမနတိကာရအဲ့တော့ကုသိုလ်ရဖို့အတွက်အချက်၄ချက်ကို2024ခုနှစ်တစ်နှစ်လုံးကိုဒီအချက်၄ချက်နဲ့ထိမ့်ကွက်ထားပြီးတော့ကုသိုလ်ဖြစ်အောင်ကြိုးစားပြီးကုသိုလ်နှစ်ဖြစ်တတ်မှတ်ပြီးဒီတစ်နှစ်လုံးဟာတော့ကုသိုလ်ပဲဖြစ်စေရမယ်ကုသိုလ်များများဖြစ်စေရမယ်နော်အဲ့တော့ဘာလို့ရမလဲနံပါတ်1ကဒါကအထာတာလိနိထက်ကတာမှာကုသိုလ်ဖြစ်ဖို့နိလန်၄သွယ်ပေးထားတာနော်အဲ့ဒါကိုပြောမှာနော်အကိုကရှိပါတယ်အဲ့လိုပြောတာမဟုတ်ပါဘူးနော်နိလန်၄သွယ်ရှိတယ်အဲ့နိလန်၄သွယ်နံပါတ်1ကဘာလို့ဆိုနိယမိတာနိယမိတာဆိုတာသတ်မှတ်ချက်စိတ်ထဲမှာသတ်မှတ်တာ determination ပေါ့ determination လောက်အောင်နံပါတ်1က determination လောက်အောင်မယ်2024ခုနှစ်အတွက်ငါစိတ်ထဲမှာကုသိုလ်သာလင်အဖြစ်များရမယ်အကုသိုလ်တွေအဖြစ်မများစေရဘူးကျွတ်တင်ပြီးတော့ဒိဋ္ဌံအဲ့ဒါကုသိုလ်ဖြစ်ဖို့အတွက်နိလန်တစ်ခုပဲကုသိုလ်သာဖြစ်စေရမယ်အကုသိုလ်မဖြစ်စေရဘူးမျက်နှာကြားတာအနံ့ရတာအရသာသိတာအထီးတွေစိတ်ကူးကြံစီဒီအာယုံ6မျိုးနဲ့ပတ်သက်လာရင်ကုသိုလ်ပဲဖြစ်စေရမယ်ဖြစ်လို့လုပ်လို့ရလားလို့ဆိုဘယ်တရားကပုရိသေဆိုတာတော့ကျုပ်ပေါမှုတွေရှိနေမှာကျုပ်ပေါရင် restore လုပ်ပေါ့ပြန်လုပ်ပေါ့နော်နောက်ကြရင်ကိုယ်နိုင်တော့မှာပဲဒါမှမစရင်ကိုယ်နိုင်မှုမရှိဘူးသူရဲ့လွှမ်းမိုးမှုခံနေရမယ်
ပထမကိုကစတင်ပြီးတော့တရားကို determination ပါဖြစ်ရမယ်ဆိုတာတွေက determination အရေးကြီးတယ်လို့ပြောတာနော်အဲ့ဒါလေးအစအောင်ကုသိုလ်သာဖြစ်ရမယ်အကုသိုလ်မဖြစ်စေရဘူးဒါနံပါတ်1နံပါတ်2ကြတော့စိတ်ကို inclination incline လုပ်ထားမယ်ကုသိုလ်ဘက်ကိုစိတ်ကိုညွတ်နေအောင်လုပ်ထားမယ်နော်ကုသိုလ်ဘက်ကိုစိတ်ညွတ်နေတယ်ဘာပဲဖြစ်ဖြစ်စဉ်းစားရင်ဥစားပေးစဉ်းစားတာစိတ်ညစ်တယ်ဆိုတာဥစားပေးစဉ်းစားတာနော်ဥစားပေးပြီးတော့ကုသိုလ်ပဲစဉ်းစားတယ်ကုသိုလ်အကုသိုလ်ဖြစ်မဲ့အလုပ်ကိုမစဉ်းစားဘူးကုသိုလ်ဘက်ကို inclination နံပါတ်3ကပါတော့ attention ကုသိုလ်ဖြစ်ဖို့အတွက်အမြဲတမ်းတတိရှိနေရမယ် attention ရှိရမယ်နံပါတ်4ကတော့ practice သမုဒ္ဒါစာရာ practice အလေးကျင့်တစ်ခုလုပ်ရမယ်ကောင်းတဲ့အလေးကျင့်တစ်ခုတည်ဆောက်တယ်ဥပမာမဲ့လူကိုမြင်လိုက်တာနဲ့အော်အစဉ်ပြေပါသိချမ်းသာပါစေဘသူဆိုတာကိုယ်အာယုန်နဲ့မှပေါ်လာရင်လည်းမေတ္တာပို့လိုက်လုံးနေကြအစဉ်ဖြစ်သွားတယ်ဒါကနော် practice လုပ်အောင်မနဲ့အိယာထတာချင်းမျက်နှာသိပ်ပြီးဖျားရှိခုအလေးချင်းတော့အိယာထတာနဲ့နမောတတရွတ်မယ်ဒါ practice နေ့စဉ်ဖျားပန်းရေးချမ်းတယ်မယ်လှူဒန်းမယ်နေ့စဉ်ဖျားရှိခုမယ်ဒါတွေက practice တွေပဲအကုန်လုံးတခုခုကောင်းတဲ့အလေးချင်းတခုကိုဆွဲဆွဲမြဲမြဲလိုက်နာဆောင်ရွက်ရမယ်လို့အဲ့လိုဆိုလို့တယ်နော် practice အဲ့ဒီ၄ခုဟာကုသိုလ်ဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အတွက်နိလန်၄တွေအနိုးစင်ကုသိုလ်ဖြစ်ဖို့ chance ကလောနေတယ်လူတွေမှာကုသိုလ်ဖြစ်ဖို့ chance အလုံးကိုနေတယ်တခြားကိစ္စတွေရဲ့လွှမ်းမိုးထားတာတို့ကိလေသာတွေရဲ့လွှမ်းမိုးတာတို့အာယုန်ရဲ့လွှမ်းမိုးတာတို့ဒါကြောင့်ကုသိုလ်ဖြစ်ဖို့ဆိုတာလုံးကိုခဲရင်အဲ့ဒါတွေလွှမ်းမိုးမှုတွေကိုမခံရအောင်သက်သာတော့အောင်ကုလိုနမတိက determination နမတိက inclination နံပါတ်3က attention နံပါတ်4က practice အဲ့ဒီအချက်၄ချက်နဲ့ကိုကုသိုလ်ဖြစ်အောင်ကြိုးစားမယ်ဆိုရင်တဖြည်းဖြည်းကိုယ်ချုပ်ကိုင်လာနိုင်တဲ့အဆင့်ရောက်လာကိုယ့်ရဲ့လက်ထဲရောက်လာမှာဖြစ်တယ်နော်အဲ့လိုနှလုံးသွင်းစဉ်းကျင်နိုင်အောင်နောက်ဆုံးကြတော့ဒါကယင်ထဲမှာကုသိုလ်ဖြစ်တယ်ကုသိုလ်ဖြစ်ရင်ဒုက္ခတွေသက်သာသွားမယ်တဖြည်းဖြည်းဒုက္ခတွေမြတ်စွာဘုရားကဟောထားတာတော့တတိယဘုရားတော့ပါတော့စီကိုရထားတာချမ်းသာမဟုတ်ဘူးနော်ကိုရထားတာဟာဒုက္ခဒုက္ခနှစ်ခုရှိတော့လည်းပဲမြတ်စွာဘုရားပြောတဲ့ဒုက္ခမဟုတ်ဘူးထာဝရဒုက္ခမဟုတ်မြတ်စွာဘုရားကသဗ္ဗေသင်္ခါရဒုက္ခဆိုပြီးဒုက္ခပဲနောက်ပြီးတော့မြတ်စွာဘုရားလူတွေရထားတဲ့နာမရူပ body and mind and body ဒီနှစ်ခုလုံးကဒုက္ခပဲ။ဘာကြောင့်ဒုက္ခတော့ဆိုရင်မမြဲလို့ထာဝရပြောင်းလဲနေတဲ့အရာဖြစ်တော့ကြောင့်ဒုက္ခကိုရထားတာကဒုက္ခအဲ့ဒီဒုက္ခကိုကုသိုလ်လုပ်ခြင်းအပြင်ကုသိုလ်လည်းပဲဒုက္ခပဲအဲ့ဒါသို့တော့ကုသိုလ်ရုပ်ခြင်းအပြင်ဒုက္ခလေးတွေနိငယ်သက်သာသွားနိုင်တယ်သက်သာသွားနိုင်တယ်မမြဲတာကိုမြဲအောင်လုပ်လို့မရဘူးနော်မမြဲတဲ့တရားကိုမြဲအောင်လုပ်လို့မရဘူးမမြဲတာကိုမြဲတဲ့အရာဖြစ်အောင်ပြောင်းဖို့လည်းမရဘူးအဲ့တော့ဒုက္ခကိုဒုက္ခအဖြစ်ပြောင်းဖို့မဟုတ်ဘဲနဲ့ကိုရထားတဲ့ယုံနာခန္ဓာဘဝဆိုတဲ့ဒုက္ခကြီးကိုအဆုံးသတ်ဖို့ပဲလုပ်အောင်
သူရှိနေရင်တော့သူကမမြဲတဲ့သဘောနဲ့သွားနေမှာပဲမမြဲလို့ရှိရင်ဒုက္ခမျိုးစုံရှိနေမှာပဲမမြဲခြင်းကြောင့်ဖြစ်တဲ့ဒုက္ခအကြောင်းတရားတွေမိပြီးတော့ဖြစ်နေတဲ့ဒုက္ခအဲ့ဒီဒုက္ခကြီးကိုဒုက္ခအဖြစ်ပြောင်းတဲ့နိလန်မရှိဘူးမမြဲတာကိုမြဲအောင်လုပ်တဲ့နည်းမရှိဘူးလုံးလို့လည်းမရဘူးလုံးလို့ရတာပါတော့ဆိုရင်မမြဲတဲ့ဒုက္ခကြီးဆုံးသတ်သွားအောင်လုပ်လို့ရတယ်။ဘာကြောင့်လဲမမြဲတဲ့ဒုက္ခသည်အကြောင်းရှိလို့ဖြစ်နေတာ။အဲ့ဒီအကြောင်းတရားကိုဖယ်ရှားလိုက်လို့ရှိရင်မမြဲတဲ့ဒုက္ခအဆုံးသတ်သွားမှာဖြစ်တယ်။အကြောင်းတရားကိုဖယ်ရှားရင်အပြင်ဒုက္ခချုပ်ငြိမ်းသွားမှာဖြစ်တယ်။အဲ့ဒီချုပ်ငြိမ်းတဲ့အဆင့်ကိုရောက်အောင်လုပ်ဖို့ရတဲ့မြတ်စွာဘုရားကသီလသမာဓိပညာလို့သိက္ခာ၃ရပ်ကိုဟောထားတာဖြစ်။မဂ္ဂင်၈ပါးအကျင့်တရားကလည်းမမြဲတာကိုမြဲအောင်လုပ်ဖို့မဟုတ်ဘူး။မမြဲတဲ့အကြောင်းတရားတွေကိုဖယ်ရှားပြဖို့မမြဲတဲ့အကြောင်းတရားတွေကိုဖယ်ရှားလို့ရှိရင်မမြဲတာကြီးကမြဲလာမလားမမြဲဘူး။သူကတော့မမြဲတာသူမမြဲဘူးပဲ။သို့တော့မမြဲတာတွေကိုဆုံးသတ်နိုင်တယ်။ဒါကြောင့်မို့ပဋိစ္စသမုပ္ပါဒ်မှာဆိုရင်မြတ်စွာဘုရားကအနုလောမပဋိစ္စသမုပ္ပါဒ်ပฏิလောမပဋိစ္စသမုပ္ပါဒ်ဟောထားတာကြည်နိဂုံးကျုံနေမှာဧဝမေတ္တကေဝလတဒုက္ခခန္ဓတသမှုရယောဒီနည်းနဲ့ဒုက္ခဖြစ်လာတာနော် cause ကိုရှားပြတဲ့ဒီနည်းနဲ့ဒုက္ခဖြစ်လာတာကဒုက္ခပဲငါမဟုတ်ဘူးတတ္တဝါမဟုတ်ဘူးဒုက္ခပဲဖြစ်လာတာနောက်တစ်ခါအဲ့ဒါကိုဧဝမေတ္တကေဝလတဒုက္ခခန္ဓတနိရောဓဒီနည်းနဲ့ချောအောင်လို့ရတယ်ဆိုပြီးတော့ပရိစ္ဆေသမုပ္ပါဒ်မှာဒုက္ခနဲ့ဒုက္ခသမုဒယနဲ့ဒုက္ခနိရောဓတနည်းအားဖြင့်ဒုက္ခနဲ့ဒုက္ခနိရောဓဒီနှစ်ခုကိုပဲဟောတာသစ္စာ၄ပါးကြတော့ဒုက္ခသစ္စာနဲ့ဒုက္ခနိရောဓဆိုတဲ့နိဗ္ဗာန်နော်ဒုက္ခနဲ့နိရောဓဒီနှစ်ခုပဲဟောတာကျန်တဲ့ဟာတွေကနိလန်နေမဂ္ဂင်၈ပါးဆိုတာဒုက္ခနိရောဓသွားတဲ့နိလန်သမုဒယဆိုတာဒုက္ခကိုထုတ်လို့တဲ့အကြောင်းတရားအဓိကအနှစ်ချုပ်ကတော့မြတ်စွာဘုရားကဘဝမှာရနေတာဘာလို့ဒုက္ခအဲ့ဒီရနေတဲ့ဒုက္ခကြီးကိုအဆုံးသတ်လို့ရတာဒုက္ခနိရောဓအဆုံးသတ်တဲ့နိလန်ကမဂ္ဂနိရောဓကာမိနိပฏิပဒါမဂ္ဂမဂ္ဂင်၈ပါးအကျင့်တရားသည်အဆုံးသတ်တဲ့နိလန်ဒီဒုက္ခကြီးကိုဖန်တီးနေတာဒုက္ခသမုဒယအဲ့ဒီဟာကတကယ်အနှစ်ချုပ်ပါပဲမြတ်စွာဘုရားလောကကြီးမှာတို့ရထားတာဒုက္ခကိုရနေတာလူတွေအပါရထားလို့မင်းဒုက္ခရတာဘဝရထားတာပါရတာဒုက္ခရတာခန္ဓာ၅ပါးရတာပါရတော့ဒုက္ခရတာယုံနဲ့ရတာဒုက္ခရတာအလုံးရသမျှဟာဒုက္ခဘာကြောင့်ဒုက္ခတော့သဗ္ဗေသင်္ခါရအနိစ္စ impermanent နော်အမြဲတမ်းပြောင်းရွှေ့အခုကြည့်အမေရိကလူတွေကဒီနေ့နှစ်ဆန်တည်းနှစ်ပြန်ရောက်တိုင်းတရက်ကုန်သွားပြီမြန်မာပြည်ကလူတွေကနှစ်ရက်ကုန်သွားပြီဒီလိုပဲကုံဆုံးနေတဲ့သဘောတရားကြီးကိုသဘောပေါက်နားလည်ပြီးတော့အဲ့ဒီထဲမှာတန်ဖိုးရှိတဲ့အသည့်ကိုရယူဖို့ရဒါလူတွေအတွက်ပဲပြီးပဲနော်နှစ်ပဲတန်ဖိုးပဲဒီထက်အချိန်ဆိုတာလည်းတန်ဖိုးမဟုတ်ဘူးဘဝဆိုတာလည်းတန်ဖိုးမဟုတ်ဘူးအဲ့ဒါကတန်ဖိုးကိုသိရှိနားလည်ပြီးတန်ဖိုးဆိုတာသီလသမာဓိပညာဒါသာလေးတန်ဖိုးဖြစ်တယ်လို့သိရှိနားလည်ပြီးတော့2024ဇန်နဝါရီ1ရက်နေ့ဦးကာလယနေ့အခါသမယမှာစ၍ဘဝတန်ဖိုးကိုရရှိအောင်တတိဆောင်၍ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချပြီးတော့စိတ်ထဲကအာရုံပြုလိုက်ပေါ့အတញ្ញဝေးနေတရားတွေရှင်ဖေယဖေယတပိတော်တို့သည်2024ခုနှစ်နေဥကာလအခါသမယဝေ
ထာဝရမင်္ဂလာပြည့်စုံကြပြီလင်စစ်မှန်သောပျော်ရွှင်ချမ်းမြေပွဲရရှိခံစားနိုင်ရန်နေ့ဦးမင်္ဂလာအလှူဒါနကိုပြုလုပ်ကြပါကုန်၏တရားဓမ္မကိုနာယူကြပါကုန်၏ကုသိုလ်မင်္ဂလာပြုလုပ်ခြင်းဖြင့်နေ့ဦးကာလကိုစတင်ကြပြီလင်အကျိုးရှိရှိဓမ္မအသည့်ဖြင့်နေထိုင်နိုင်အောင်ကြိုးစားအားထုတ်နိုင်ဖို့အပမရတရားလက်ကိုင်းထားလျက်ကြိုးစားကြပါကုန်အံ့အရှင်ဘုရားယနေ့ယခုအားထုတ်ပြုလုပ်ရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဘုရားကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်တတ်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏တပည့်တော်တို့နေထိုင်ရာမြို့ရဒေသတို့၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏ကဗ္ဗသူကဗ္ဗတာတတ္တဝါအလုံးတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်လမ်းဖြာဝန္တာချမ်းသာကြပါစေကုန်သတည်းအလုံးကြကြသည်